မိမိပိုင်ဆိုင်တဲ့အရာတွေကိုကျင့်တတ်အောင်ပျော်ရွှင်တတ်အောင်မိမိပိုင်ဆိုင်တာတွေကိုချစ်တတ်အောင်မိမိပိုင်ဆိုင်တဲ့အရာတွေနဲ့တင်းတင်တတ်အောင်ဒီစာကြောင်းတွေကသင်ပေးထားတာဖြစ်တယ်အဲ့တော့ဘာတွေဘလို့သင်ပေးထားလဲဆိုတော့သိအောင်လို့ကျွန်တော်တို့အဆုံးထိကြည့်လိုက်ရအောင် Let's get started. Love what you had before life teaches you to love what you lost. စာကြောင်းကဒါပဲဒါမှသူကဒါကြောင့်လည်းပို့ပြီးတော့ဘဝရဲ့သင်ခန်းစာပြင်းပြင်းထန်ထန်ရထားတဲ့သူတွေဟာလားအထူးသဖြင့်ကြော်ချပြီးတော့ပျောက်ဆုံးသွားတဲ့သူတွေကပို့ပြီးတော့သိပါလိမ့်မယ်နောက်ပြီးတော့အင်္ဂလိပ်စာကျွယ်ဝတဲ့သက်ဆိုင်ဆရာမတွေပို့သိပါလိမ့်မယ်ဒါကဘာကိုပြောထားတာလဲဘာဝင်မုန်းထုတ်ပြထားတာလဲဆိုရင်တော့ကျွန်တော် sharing လုပ်ပေးရမယ်ဆိုတော့ love what you have မင်းမှာဘာရှိလဲအဲ့ဒါလေးကိုမင်းချစ်ပါနှစ်သက်ပါတဲ့ Before life teaches you to love what you lost. Before life teaches ဘဝကမတင်ပေးခင်မှာတဲ့ you မင်းကိုမတင်ပေးခင်မှာ to love what you lost မင်းကြိုက်တဲ့အရာတွေဆုံးရှုံးသွားတာကိုတင်ပေးခြင်းမရှိခင်မှာမင်းမှာရှိတဲ့အရာတွေကိုမင်းချစ်တဲ့အောင်ကြိုးစားရဥပမာတစ်ခုပြောမယ်ဆိုရင်မိပိုင်ဆိုင်ထားတဲ့ကားမိမိကချစ်တယ်မယ်အဲ့လိုပဲမိမိမှာရှိနေတဲ့အရာမိမိနားမှာရှိနေတဲ့ညီကောင်တော်မတွေမိမိမှာရှိနေတဲ့တငယ်ချင်းတွေကိုသူအတတ်မဆုံးခင်မှာကိုကချစ်တယ်သူတို့ဆုံးရှုံးသွားတာကိုဘောကမတင်ပေးခင်မှာကိုကချစ်ရမယ်ဆိုတဲ့အတိပဲပါလာပြောပြတာဖြစ်ပါတယ်ဒီတဲ့ကောင်းတဲ့အတိပဲပြန်ဆိုမှုတွေလည်းရှိကောင်းရှိမှာပါဘာလို့လဲဆိုတော့ကျွန်တော်ပုံမှာစာရေးပြီးသားပဲကိုဘာသာပြန်တချို့စကားလုံးတွေကဒီစာသားကတော့ကျွန်တော်ဒီစာသားရဲ့တချို့လိုပြောချင်တဲ့အရာတွေကိုကျွန်တော်နှုတ်နဲ့ဖွင့်ပြောလို့မရဘူးသူကနှလုံးသားနဲ့ခံစားရတဲ့စာသားဖြစ်နေတဲ့အတွက်ကိုယ်တိုင်ဘာသာပြန်ပြီးကိုယ်တိုင်ခံစားကြည့်လို့ရပါတယ်အဆုံးထိကြည့်ပြီးတော့ကျေးဇူးတင်ပါတယ် I love you all see you in my next video bye bye